ဒါပန်လူကြာဂျိုရှွာကောင်ကန်လိုက်တဲ့ကန်ချက်မျိုးနဲ့ပွဲသိမ်းသွားတဲ့ကစားပွဲအနေငယ်ကိုပြန်ပြတာပါဒီမိုးပွဲတွေကအများကြီးရှိအဲ့လိုခြေကန်ချက်မျိုးနဲ့အနိုင်ယူသွားတဲ့ပွဲဂျိုရှွာကောင်ကအဲ့လိုခြေကန်ချက်ကိုတားနိုင်ပြန်တွန်းထုံးနိုင်ခြေပြက်လက်ပြက်ပြက်ကြအောင်နောက်ခြေတစ်ဖက်ကို6နဲ့ခတ်လိုက်တဲ့ချိန်ပန်လူကြာအကြမမှန်ပဲနဲ့လက်ကြိုးသွားတာဘရာဇီးဂျီဂျစ်စုတို့ပါတော့မှဆိုရင်အဲ့လိုကြားရင်အဲ့လိုလက်ကြိုးတတ်တယ်ဆိုတာပါပြီးသားသူကအခြေခံအချက်တော့သူထိန်းနိုင်ကိုမတတ်နိုင်ဘူးနဲ့လက်ကြိုးသွားတာဒါမတော်တဆတယ်ကံတရားတွေမဟုတ်ပွဲစားတွေကကြည့်တယ်မှာလိုက်ဖိထိုးတာအဖိထိုးရင်းထဲမှာသူ့အမားမှာခံလိုက်ရတာ